အားလုံးပဲမင်္ဂလာပါနော်။ဒီမွေးရဲ့ YouTube channel လေးကနေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုနေထွေးစွာကျေးဇူးလိုက်ပါတယ်နော်။ဒီမွေးရဲ့ channel လေးကိုအစီအများပေးနေကြတဲ့မိသားစုဝင်တဦးတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။နေ့ရက်တိုင်းမှာမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်လေးတွေကိုမြဲတစေပိုင်ဆိုင်နိုင်ကြပါစေလို့ပထမဦးစွာအနေနဲ့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်နော်။ဒီမွေး channel လေးကကောက်တဲ့လေးဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးတဲ့မိသားစုဝင်တွေကိုယ်တွေမှရှိခဲ့မှာဆိုလို့ရှိရင် channel လေး subscribe လေးတယောက်တစ်ချက်စီနဲ့ပြီးမှကြည့်ပြပါလိုက်လက်မလေးတယောက်တစ်ချက်နဲ့ပြင်ပြလဲအားလုံးပဲအားပေးဝင်းရံပေးပါနော်ကဲအားလုံးပဲကိုမတွေဝင်လာခဲ့ပေးမယ်ဝင်လာပြီဆိုရင်လက်မလေးတယောက်တစ်ချက်စီနဲ့ပြီးမှဝင်လာခဲ့ပေးပါ channel subscribe မလုပ်ရသေးတဲ့မိသားစုဝင်တွေအားလုံးပဲရှိခဲ့မယ်ဆိုလို့ရှိရင် channel လေးကိုတယောက်တစ်ချက်စီ subscribe လေးနဲ့ပြီးမှကြည့်ပြပါနော်နောက်တစ်ခါ share လို့ရတဲ့နေရာလေးဒီမှာတူးမြင့်တူးပေါအောင်များမြင့်များပေါအောင်လို့ share မှု share လေးနဲ့ share ပြပါလို့နှုတ်ဘက်ကတောင်းဆိုပါတယ်နော်ကဲအားလုံးပဲဝင်လာခဲ့ပေးမယ်မိသားစုဝင်တွေနော်လက်မလေးတယောက်တစ်ချက်စီနဲ့ပြီးတော့ဝင်လာခဲ့ပေးပါအားလုံးပဲနော်ကဲအားလုံးပဲကိုမတွေနော်ဒီညနေတော့နမွန်းတို့နော်ပြောလိုက်တယ်နော်နေ့လေဗီဒီယိုလေးထဲမှာထည့်ပြီးတော့ဒါနမွန်းဒီညနေကိုနမွန်းတို့ကီးကိုအညီလိုက်ကပ်ပြီးကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝ1-3ဆိုတဲ့ကဏ္ဍလေးဟာဒါနမွန်းကြိုက်လုံးလုံးကီးနဲ့ကပ်ပြီးတော့ပေးထားတာနော်ကိုရမိသားစုဝင်တွေအားလုံးကိုလည်းနမွန်းမပယ်ဖို့ထပ်တလဲလဲပြောထားတဲ့နေ့လေဗီဒီယိုလေးထဲမှာနော်ဒါလိုက်ပြီးတော့နမွန်းကိုယုံကြည်လို့လိုက်ကစားတဲ့မိသားစုဝင်တွေကတော့ဒါ1-3ဆိုတဲ့ကဏ္ဍလေးကလုံးဝနော်လုံးဝထိထိမိမိနဲ့ဒီညနေနမွန်းတို့လုံးဝရတာပါပေါက်ကြီးလေးနော်ရတဲ့ပေါက်တဲ့ရကြတယ်ပေါက်ကြတယ်မိသားစုဝင်တွေအားလုံးကပေါက်ကြီးလေးတွေမှန်လေးတွေမှမှန်ပြီးမယ်နော်ဒါဘလောက်ဖို့ပဲရဘလောက်ဖို့ပဲပေါက်ဒါနေတိုက်ဒီဒီမှာကအများတိုင်း free တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မိသားစုဝင်တွေကရတယ်ပေါက်တယ်ဆိုလို့ရှိရင်ဒါနဲ့မျိုးကျင်းတတ်တယ်တင်ပြရကြလဲနဲ့နော်အဲ့တော့ကြောင့်မလို့ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကနော်နမရကိုရီမားတွေအကုန်လုံးကပေါက်ကြီးလေးတွေမှန်လေးတွေမှမှန်ပြီးပါဘလောက်ဖို့လေးတွေဘသူတွေဘလောက်ဖို့လေးတွေရကြတယ်ဘလောက်ဖိုးလေးတွေပေါက်ကြတယ်ဆိုတာเนาะဒါပေါက်ကြီးရတော့ကိုယ့်ရဲ့မိသားစုဝင်တွေရတာပါဒါနှမွန်းကတော့ဒါကိုယ့်ရဲ့နှမွန်းပေးလိုက်တဲ့ကဏ္ဍလေးနဲ့အားလုံးပဲအဆင်ပြေကြတယ်ဆိုလို့ရှိရင်ဒါနှမွန်းကဒါပီတိပဲရတာเนาะအဲ့တော့ကြောင့်မလို့ပေါက်ကြီးတွေအားလုံးပေါက်ကြီးလေးတွေအပန်းမကြီးတဲ့မိသားစုဝင်တွေအားလုံးမှန်ပြီးမှန်လေးတွေမှာเนาะကဲအားလုံးပဲเนาะပေါက်ကြီးလေးရတော့မှန်စီချင်ပါတယ်เนาะကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုပေါက်ကြီးမမှန်ရင်တော့စိတ်ဆိုးမှာเนาะကဲအားလုံးပဲဒီဗီဒီယိုဖိုင်လေးရတာနမွန်းတို့မနှက်ဖြန်ဆိုလို့ရှိရင်ဒါပေါ့နော်9ရက်5လ2026ဒါကြာတာမိနစ်12နာရီ10မိနစ်စီတော့ကိုလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကဲအားလုံးပဲကိုမိသားစုဝင်တွေအပန်းမကျူးဆိုလို့ရှိရင်ဗီဒီယိုဖိုင်လေးကိုเนาะမရစ်မကြော်ပဲနဲ့အစနေဆုံးကြည့်ပေးပါနောက်တစ်ခုကနမွန်းရဲ့ဗီဒီယိုဖိုင်လေးကိုဒါအစနေဆုံးကြည့်လို့လဲကိုရဲ့မိသားစုဝင်တွေအားလုံးကိုအကျိုးရှိစေမယ်လို့နမွန်းပြောချင်ပါတယ်ဒီတော့ကြောင့်မလို့ကိုရဲ့မိသားစုဝင်တွေကအပန်းမကျူးဆိုလို့ရှိရင်ဒါဒီဗီဒီယိုဖိုင်လေးကိုအစနေဆုံးလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါလို့ပြောချင်ပါတယ်เนาะကဲအားလုံးပဲပတ်သီးလေးရင်စပြပါမယ်ဒါဒီပတ်သီးဒီဒါနေမွန်းတို့မနှက်ဖြန်ဒါ12နာရီ10မိနစ်စီအတွက်ကိုဒါပတ်သီးလေးနှလုံးထုတ်ပေးထားတယ်เนาะဒါကြိုက်နေတဲ့မိသားစုဝင်တွေကလိုက်ပြီးတော့ကစားပါဒါနေမွန်းဒီအကောင့်တကအကောင့်ဆုံးပတ်သီးကိုရွေးချက်ပြီးတော့ထုတ်ပေးထားတာကိုယ့်ရဲ့နေတိုက်ကိုဒီမှာအကုန်လုံးအတွက်ဒီထဲမှာဖောက်ဝင်ထားတဲ့မိသားစုဝင်တွေရှိမှဆိုလို့ရှိရင်နေမွန်းစောနာပြောသလိုရွေးကွက်လေးတွေမင်းကွက်လေးတွေကိုကြိုက်နေတဲ့ရကနန်းကွက်ကလေးတွေရှိမှဆိုလို့ရှိရင်ယူပြီးတော့ကစားလို့ရတယ်เนาะတခါတည်းပြောထားတာကဲအားလုံးပဲကနန်းခွက်လေးပတ်သီးလေးရင်စပါမယ်နမတို့မနှက်ဖက်ဆိုလို့ရှိရင်9ရက်5လ2026ကြာတာပင်းနေ့12နာရီ10မိနစ်စီအတွက်ဆိုလို့ရှိရင်အားကောင်းသောပတ်သီးဒီ6ပတ်သီး4ပတ်သီးပါ6ပတ်သီး4ပတ်သီးကိုကြိုက်တဲ့မိသားစုဝင်တွေကိုလိုက်ပတ်ပါ4ကိုကြိုက်တဲ့ကိုရီမရအောင်4ကိုလိုက်ပတ်ပါကိုကြိုက်နဲ့တက်ရပတ်သီးကိုလိုက်ပတ်ပါဒီအချင်းလေးနှလုံးဒီပတ်သီးလေးနှလုံးဒီဒါနမတို့မနှက်ဖက်12နာရီ10မိနစ်စီမှာလုံးဝအားကောင်းသောရှယ်ပတ်သီးလေးနှလုံးနေနဲ့ထုတ်ပေးထားတာเนาะကြိုက်တဲ့တမ်းမှုရှိတဲ့မိသားစုဝင်တွေအားလုံးကလိုက်ပြီးတော့ကစားမယ်เนาะဒါနမဒီကောင်းတကအကောင်းဆုံးဆိုတော့ရွေးချက်ပြီးတော့ထုတ်ပေးထားတာကီเนาะကီဒီဒီမှာပြောတယ်เนาะတစ်လုံးအညီစင်ဒီညနေဆိုလို့ရှိရင်လေကီတစ်လုံးအညီစင်းတယ်ကီနဲ့ပဲ1-3ဆိုတဲ့ကဏ္ဍလေးကိုနှုတ်ကပ်ပြီးတော့ထုတ်ပေးထားတာเนาะအဲ့အတွက်ကြောင့်မလို့ဒါမနှက်ဖြန်အောင်လဲနှုတ်ကကီလေး၄လုံးထုတ်တယ်ကီလေးလုံးဒီခွေကျင်တဲ့မိသားစုဝင်ကခွေမခွေကျင်တဲ့ကိုရီမတွေကမခွေနဲ့၄လုံးဒီတစ်လုံးအညီလိုက်ကပ်ပြီးကစားမယ်เนาะကီအနေနဲ့ဆိုလို့ရှိရင်နှုတ်မနှက်ဖြန်အောင်ကစားရမှာက2-3-6ခွန်4လုံးထုတ်ပါတယ်မနက်ကတော့3လုံးပဲထုတ်ဒီညနေ4 sorry မနက်ဖြန်အတွက်ကို4လုံးထုတ်ပြီးတယ်2-3-6ခွန်4လုံးထုတ်တယ်ပြီးဒီတစ်လုံးညီစင်နေနဲ့ထုတ်ပါတယ်ခွေကျင်တဲ့မိသားစုဝင်နေအခွေသဘာမျိုးနဲ့ခွေကျင်သဘာဆိုရင်တော့ခွေဒါနှမွင်းဒီခွေခိုင်းတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ရဲ့လို့တချို့မိသားစုဝင်တွေကိုရီမတွေကကြတော့အခွေဆောက်တာဝါသနာပါရတော့ကြောင့်မလို့ခွေကျင်ခွေလို့ပြောတာဒါနှမွင်းကတော့အများတိုင်းတစ်လုံးညီစင်နေနဲ့ထုတ်တာမနက်ကတစ်လုံးညီစင် sorry ဒီညနေတစ်လုံးညီစင်နဲ့လုံးဝ1-3ဆိုတဲ့ကဏ္ဍလေးကလုံးဝထိမိမိရတာเนาะဒါစေတနာနဲ့ပြောပြပေးရနော်ခွေကျင်မခွေမခွေကျင်၄လုံးတစ်လုံးညီလိုက်ကပ်ပြီးကစား
ဒါကိုကြိုက်နေတဲ့သူတွေလိုက်ပြီးကစားလို့ရပါတယ်နောက်တစ်ခုကရွေးကွက်လေးတွေနော်ဒီညနေဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့ကိုယ်တွေမအကုန်လုံးပဲဒါပေမဲ့မိန်းကွက်ထဲကပါတော့မဟုတ်ဘူးရွေးကွက်ထဲကပါသွားတာဒါပေမဲ့ပြောတယ်နော်ပတ်တိကိုကွာစပြီးပတ်မယ်ဆိုပတ်တိတစ်လုံးကိုပတ်ပြီးဆိုတဲ့ဒီရွေးကွက်တွေကပါထားပြီးသားညနေကဒီညနေတော့ဆိုလို့တော့ပါတယ်ဆိုပေမဲ့ရလို့နော်ဟိုဘယ်လိုလဲဆိုတော့ဒီပေါ့နော်ဒီပတ်တိကီးနဲ့တက်ဆိုင်တဲ့ကနန်းလေးနှစ်ကွက်ကတော့ဒါနှမှုတသက်မှတ်ပေးတာညနေရဆိုလို့နော်ပတ်တိနဲ့ဆိုလို့ရှိရင်တော့ကနန်းကွက်လေး3ကွက်ပဲထုတ်တယ်နော်ကီးနဲ့ကပ်ပြီးကနန်းကွက်လေး2ကွက်ပေးတာကိုပဲဒါနှမှုကပ်ပြီးတော့ထည့်ပေးလိုက်တယ်အဲ့လိုကီးနဲ့ကပ်ပေးတဲ့ကနန်းလေးကပဲညနေရနှမှုလို့နော်ပေါက်ကြီးလေးတွေအားလုံးပဲရကြတာ1-3ဆိုတဲ့ကနန်းလေးကဒါမနေ့က12နာရီ10မိနစ်စီတော့ကိုတော့နော်နှမှုရပတ်တိနဲ့ပဲတီးတန်ထုတ်ထားတယ်နော်ကျန်တဲ့တမှုရှိတဲ့မိသားစုဝင်တွေကလိုက်မယ်နောက်တစ်ခုကနှမှုရကီးနဲ့နှမှုရပတ်တိနဲ့ကတ်ချင်လက်ကတ်ဒါမှမဟုတ်ပဲနဲ့ကိုယ့်ရဲ့ကိုယ်တွေမတွေစီမှာ1ချိန်လို့ဥမာပတ်တိလို့ရှိခဲ့မယ်ဆိုလို့ရှိရင်လေဒါကနှမှုရကီးလေးလေးလုံးနဲ့လိုက်ကတ်ဒါကီးလေးကလည်းမှန်လုံးလို့ပြောပြတာနော်ကဲအားလုံးပဲရွေးကွက်လေးတွေခေါ်ပါမယ်9နဲ့ဆိုလို့ရှိရင်နှမှုတို့2ကွက်ထုတ်တယ်4နဲ့ဆိုလို့ရှိရင်3ကွက်ထုတ်တယ်စုစုပေါင်းရွေးကွက်ဒီ5ကွက်ဒီရွေးကွက်5ကွက်ဒီပတ်တိပတ်တဲ့မိသားစုဝင်တွေအားလုံးဒီရွေးကွက်လေးတွေအားလုံးပါထားပြီးသားတော့ပေမဲ့ပတ်တိမပတ်နိုင်တဲ့ကိုယ်တွေမတွေရှိရတဲ့အတွက်ကြောင့်နှမှုကဒီရွေးကွက်လေးကိုရွေးထုတ်ပေးတာနော်ဆိုင်နေတမှုရှိတဲ့မိသားစုဝင်တွေကလိုက်ပြီးတော့ကစားမယ်နော်9နဲ့ပတ်သက်ရင်9နှစ်93နော်9နဲ့ပတ်သက်ရင်9နှစ်93ဒါဒီနှမှုတို့9နဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးကွက်လေးတွေဒါကိုပတ်တိပတ်တဲ့မိသားစုဝင်တွေကဒါလေးတွေပါထားပြီးသားနော်4နဲ့ပတ်သက်လို့ရှိရင်4နှစ်43 4ခွန်4နဲ့ပတ်သက်ရင်4နှစ်43 4ခွန်ဒါဒီကနန်းရွေးကွက်5ကွက်ဒီတန်းနှမတို့မနက်ဖြန်12နာရီ10မိနစ်စီတော့ကိုနှမကကိုလေးပတ်တိနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးပြီးထုတ်ထားတာပတ်တိပတ်တဲ့မိသားစုဝင်တွေအားလုံးပဲကိုပပတ်လေးကိုပပတ်တဲ့မိသားစုဝင်တွေဒီရွေးကွက်တွေအားလုံးပါထားပြီးသားနော်မပတ်နိုင်တဲ့မိသားစုဝင်တွေကဒီရွေးကွက်လေးကိုရွေးပြီးတော့ကစားမယ်နောက်တစ်ခုက main ကွက်နော် main ကွက်အနေနဲ့ဆိုလို့ရှိရင်နော်6-6ရယ်9ခွန်ရယ်4-6ရယ်3ကွက်ထုတ်တယ်နော်ဒါဒီဘယ်လိုလဲဆိုတော့အဓိကတော့ပတ်တိကိုပတ်တဲ့မိသားစုဝင်တွေကိုပြောချင်တာကိုကပတ်တိတစ်လုံးကိုခိုင်မာပတ်ပြီဆိုလို့ရှိရင်ဒီ main ကွက်ကိုအဓိကနှမလို့တင်ပြီးတော့ကစားလို့ရတယ်ပတ်တိမပတ်နိုင်တဲ့မိသားစုတွေကြတော့ရွေးကွက်နဲ့ main ကွက်ကိုထိထိမိမိကစားခါရပြောနော်တခါလေးပြောလိုက်ပါတယ် main ကွက်3ကွက်ဒီ6-6ရယ်9ခွန်ရယ်4-6ဒီ3ကွက်ပါဒါဒီ main ကွက်3ကွက်နော်ကဲအားလုံးပဲနော်ဗီဒီယိုဖိုင်လေးကဒီလောက်ပါပဲဒါနောက်ရက်တွေမှာဆိုလို့ရှိရင်လည်းနေ့ဗီဒီယိုဖိုင်လေးပဲတောက်လျှောက်လေးလှည့်ပေးပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင် channel လေးမှာ live လွှင့်ဖို့ကလုံးဝအဆင်မပြေတော့ကြောင့်မလို့ဒါဗီဒီယိုဖိုင်လေးတွေပဲနေ့စဉ်နေ့တိုင်းကိုတောက်လျှောက်လေးတွေတင်ပေးမှာဖြစ်ပါတယ်နော်။ကဲအားလုံးပဲဗီဒီယိုဖိုင်လေးနားပါမယ်။နောက်တစ်ခုက Viber channel လေးချပေးထားပါမယ်။ Viber channel လေးကိုမဖြစ်မနေလာရောက်ပြီး join ထားကြပါ။ Viber channel လေးမှာလည်းနေ့မွေးနေ့တိုင်းလေးတွေနေ့ရက်တိုင်းမှာတောက်လျှောက်လေးတွေပို့ပေးပါတယ်နော်။ကဲအားလုံးပဲအခုလိုဗီဒီယိုဖိုင်လေးစာဆုံးကြည့်ပြီးတဲ့မိသားစုဝင်တွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းပါလို့နေ့ရက်တိုင်းမှာစီဝါလာလာပါရေးလေးတွေတိုးပွားကြပါစေလို့ဆုမကောင်းတောင်းပြီးလိုက်ရှိုးလေးဒီမှာပဲကျန်တာ sorry ဗီဒီယိုဖိုင်လေးဒီမှာပဲကျန်ထားလိုက်ပါတယ်အားလုံးပဲနော်နှုတ်ဆက်ပါတယ်